အရှက်မသိတော့တမတ်ကိုတခိုးထင်ငှက်မသိတော့ဇရက်ကိုဂျိုးထင်ဆိုတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့ညီးပြူတာမသိထားဘူးဆိုလို့ချင်းငွေကုန်ကြေးကြအရမ်းများမယ်ဆိုတော့အတွက်ကြောင့်မို့လို့ကျွန်တော်ကဘ ഹു တုတအနေနဲ့ကျွန်တော်တို့ဒီဆိုင်ကယ်ကာဘာတွေစုပ်သွားရင်ဘယ်လိုမျိုးပြုပြင်ကျွန်တော်တို့ငွေကုန်ကြေးကြတက်တာမလဲဆိုတာကျွန်တော်နဲ့အတူတူကြည့်လိုက်အောင်โอเคကျွန်တော်တို့နီးမသိလို့ချင်းငွေကုန်ကြေးကြအများများပါတယ်ဒါကတော့ဆိုင်ငယ်ကာဘာအကွဲကိုသူပြောမယ်ဆိုလို့ချင်းလောက်သွားတာတကယ်ရှယ်မိုက်တယ်ပေါ့နော်ကျွန်တော်မိတ်ဆွေဒီဗီဒီယိုတွေ့ရတာမိတ်ဆွေကဆိုင်ငယ်စီးတဲ့သူပဲဖြစ်ဖြစ်ဆိုင်ငယ်မစီးဘူးဆိုရင်လည်းကိုယ့်ရဲ့ညီကိုမောင်နှမတွေပြပေးလိုက်ပေါ့နော်ဒီနီးလေးတိုင်းလုပ်ကြည့်ဆိုမိတ်ဆွေအနေနဲ့ငွေကုန်ကြေးကြတက်တာသွားမယ်ပေါ့နော်မိုက်တယ်နော်ခိုင်ခန့်မှုလေငကိုမူလအတိုင်းပဲနေမှာပါOh my god လာလိုက်တာကြည်အောင်အသက်တိုင်းပဲရှယ်ပဲဒီနည်းလေးကတကယ်ဟိုကောင်းမယ်ထင်တယ်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကတင်ဆက်ပြတာပေးတာပေါ့နော်Ghost